စီရရင်နဲ့တကယ်လက်ထက်ရမှာလားတဲ့ဟောမေးပြီမေးဝန်တက်ပြီဘယ်လိုဖြေရမလဲကိုမနီကိုပဲပေးလိုက်တော့မယ်ဒါဆိုဟောဒီရှာကိုမနီကိုပါစကမချဘူးလေချပါတယ်နင်းလက်လက်ဖြိုပန်းမြူပဲရှမ်းကိုယူလို့ရလားတဲ့ဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲကြောက်ကြအောင်နော်တောင်းကြတယ်ပန်းမြူပါကိုရှမ်းမယ်ယူမှာမကြောက်ပါဘူးရှူမှာနော်တဲ့ကဲကြိုက်ပြီအဲ့လိုစာမျိုးကြိုက်တာနော်အဲ့လိုစာမျိုးကြိုက်တာအဲ့လိုဖြစ်နေရမယ်တတိရှိစေရမယ်သွေးကြောင်လို့မရအောင်စားရှင်တက်ခဲလိုက်နော်ဗီတာမင်လာပြီတဲ့ဘာမှလဲတကယ်လားရှောက်တော်နေတယ်သူကြည်ရောကြည်ပါမှာအဲ့လိုရကြည်နေလို့ရှိရင်လည်းကောမန့်လည်းမမှန်အောင်ပြီးသွားလို့ရှိရင်စာမပြန်ဘူးပြီးသွားလို့ရှိရင်ဖတ်မလို့ဆိုပြီးတော့လိုပြစ်တယ်အောင်မယ်သူပျော်သွားတာကြည်စမ်းတဲ့တကယ်လာတာပါဆိုရတကယ်လားတကယ်ပြောပါလားဘောဘာမှလည်းမတွေ့ဘူးတကယ်လာပါဆိုရတကယ်လားအေးလင်တော့တဲ့အဲ့ဆိုရင်ဟိုပါဘောတို့တာကိုလည်းပြစ်ထားသေးလားတဲ့ကိုဗစ်တာကတဲ့ပြောရပါဦးမနီးလိုက်လာနေပြီရှန်ရဲကိုမနီးကိုမတွေ့ဘူးကိုမနီးမှန်မတွေ့ဘူးပြင်အဆူခံရအောင်ပါရေးပါများတကြောင်နဲ့ရေးပြီးတော့ဘယ်လိုလုပ်မြင်ပါလဲလို့ဒီမှာသူများရဲ့လိုမျိုး app လုပ်လေဝင်ရောရေးတော့ရေးရောရေးရတာမျိုးကြည့်တော့ဦးလေကိုမနီးတဲ့မရှိတော့နဲ့ကျူးမယ်နော်တဲ့ဖြည်းဘာမှကောမန့်မရေးပဲနဲ့ထိုင်ကြည့်နေရလဲဖြစ်နေအောင်မယ်